Hello တနေ့တာရဲ့အစာကိုဘာနဲ့အစာပြကြလဲရှင်ကျမကတော့တနေ့တာရဲ့အစာကိုအစားနဲ့စားပြီးအစားနဲ့ပဲအဆုံးသတ်ပါတယ်ဒီနေ့ကတော့အိမ်မှာကျိုင်းတော်မုံတီခေါ်ခောက်ဆင်းလှုပ်စားရဲပေါ့နော်ဒါကတော့မွေရဲစားရဲပေါ့နော်ကျမအရင်စကားများရဲ့စကားများနဲ့စားရဲပေါ့နော်ခောက်ဆွဲလည်းအရင်ပွေထားမဲ့ငကြီးကြောင်လည်းစားရပါပဲရှင်တမယာတီးညစ်တဲ့အချင်းကအရင်ကြိုက်တဲ့ထင်မှာပါတယ်ဆိုတော့တမယာတီးကိုချင်းလေးညစ်တယ်ငရုတ်တီးနဲ့ဒီຢာကခောက်ဆွဲကဒီရဲမှာဆိုရင်လက်ပံပွင့်ပါမယ်အသားပါမယ်ပေါ့နော်ကိုကြိုက်တဲ့တက်ရအသားပေါ့နော်အဲ့ဒါကိုမုံတီဖက်လေးနဲ့စားတာပေါ့နော်အရေကိုပုတ်လေးနဲ့ချက်တယ်ဒါကတော့ချမ်းနေအများဆုံးကြိုက်တဲ့အစားအစာပေါ့နော်ဝက်ခောက်လေးနဲ့တွဲစားတယ်အရင်ကောင်းတာပဲရှင်ဆိုင်းနဲ့ဒီလိုပကံနဲ့နှစ်ပကံကုံသွားတယ်ပေါ့နော်အရင်စားကြည့်ရပဲစကားလည်းပြောတယ်ဟိုကြည့်ဒီကြည့်ဟိုစားဒီစားပေါ့နော်အိမ်မှာတော့ဒီနေ့ကဝက်နံယူရှိလို့ဝက်နံယူနဲ့ချက်လိုက်တယ်ပေါ့နော်အရင်စားလို့ကောင်းပါတယ်ကိုချက်တာတော့မဟုတ်ပါအမေချက်တာပါအမေချက်တာကိုပဲပြုံးစားလိုက်ပါတယ်အစားလဲစားတယ်စကားလဲပြောတယ်ဟိုငေးဒီငေးနဲ့စားလိုက်တယ်ပေါ့ရှင်ဒါကတော့ကျမပတိစိတ်နေရပေါ့နော်စားပြီးတော့ပြီးလမ်း6ထွက်ရင်းနဲ့ကျမတို့လမ်းထိပ်ကမုံပြလက်ဆန်ကိုရောက်သွားတယ်မုံပြလက်အနီးတစ်ချက်အချိုသေးဖို့ပေါ့နော်မှာလိုက်တယ်မုံပြလက်တရားအရင်ကတော့ကျမတန်းစီရတယ်ရှင်အချိန်မှာပဲဟိုရိုက်ဒီရိုက်အနေနဲ့ပဲစင်းကုန်ပြီတွေ့တော့ပဲစင်းကုန်နေကောက်ရိုက်တယ်ရပါပြီကျမရဲ့ပူတယ်ရန်ပူတာပါပဲရှင်